မိန်းကလေးကအသက်မဲ့နေတဲ့ဖခင်ဖြစ်သူကိုကြည့်ရှုဖို့ရောက်ရှိလာတဲ့ဖခင်ရဲ့ကျောင်းသားကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့မိန်းကလေးဆေးရုံခန်းထဲဝင်သွားချိန်မှာတော့အဲ့ဒီကျောင်းသားဟာထူးဆန်းစွာနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။စတင်ချိန်မှာမေမေဟာဖခင်ကိုပြုစုစောင့်ရှောက်ဖို့တိတ်ပြီးမစင်စားထားခဲ့ပေမဲ့မထင်မှတ်ပဲကျောင်းအုပ်ကြီးဟာမကောင်းဆိုးဝါးပူးကတ်ခံထားရတယ်လို့မျိုးလက်ကိုဆန့်ထုတ်ပြီးမေမေရဲ့ဘဲဘက်လက်ကိုအတင်းအကျပ်ဆုပ်ကင်လိုက်ပါတယ်။ထို့နောက်မေမေထိတ်လန့်နေစဉ်မှာပဲဖခင်ဖြစ်သူဟာအသက်ရှူရုံလုံးဝရပ်တန့်သွားခဲ့ပါတယ်။ကျောင်းအုပ်ကြီးရဲ့ထူးဆန်းလာတဲ့တည်ဆုံမှုပုံစံနဲ့ရုတ်တရက်ပျောက်ကွယ်သွားတဲ့ခရစ်စတိုကြောင့်ထိတ်လန့်ဖွယ်အစီအစဉ်များကိုတီးတန့်ရိုက်ကူးသည့်အဖွဲ့သည်ပုံမိုစိတ်ဝင်စားမှုလွန်ကဲလာခဲ့ပါတယ်။သူတို့ဟာကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်ခဲ့မှုတဲ့ကျောင်းသို့တွားရောက်ကအချက်လက်များရှာဖွေခဲ့ကြပါတယ်။အချက်လက်များအရထိုစဉ်ကခရစ်အပါဝင်အတူတူဘောလုံးကန်ခဲ့ကြသည့်ကျောင်းသားစုစုပေါင်း9ဦးရှိပြီးသူတို့ဟာနောက်ပိုင်းတွင်ထိုကျောင်းမှအောင်မြင်စွာပွဲရရှိခဲ့ကြကြောင်းသိရပါတယ်။ဆက်လက်ပြီးသူတို့ဟာထိုနှစ်ကသတင်းစာတစ်စောင်ကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်။သတင်းစာပါသတင်းတစ်ခုတွင်ခရစ်မလွယ်၍ကြံကျောင်းသား6ဦးစလုံးဟာစက်ရုံဟောင်းတစ်ခုအတွင်းတေချောင်းကြံစီခဲ့ကြသည်ဟုရေးသားထားပါတယ်။သို့သောလူတိုင်းကိုထူးဆန်းစေသည်မှာထိုကျောင်းသားများသည်လွန်ခဲ့သည့်ရက်အနည်းငယ်ကမှကျောင်းအုပ်ကြီးထံတွားရောက်ကြည့်ရှုခဲ့ကြသည်မဟုတ်ပါလော။လူတိုင်းအကြောင်းရင်းကိုစဉ်းစား၍မရသေးမီမှာပင်ထူးဆန်းသည့်ခရမ်းရောင်မီတောက်တစ်ခုသည်အချက်လက်ထိန်းသိမ်းရေးခန်းထဲသို့ရုတ်တရက်လွင့်ပြန်ဝင်ရောက်လာခဲ့ပါတယ်။ခရမ်းရောင်မီတောက်သည်ကျမ်းပြင်ပေါ်ရှိအချက်လက်များထံဖြင်းချင်းစွာတိုးကပ်သွားသည်နှင့်တပြိုင်နက်အခန်းတွင်းရှိအချက်လက်များအားလုံးခဏအတွင်းမီးလောင်ကျွမ်းသွားခဲ့ပါတယ်။အဖွဲ့သားများသည်ထိုမြင်ကွင်းကြောင့်အံ့အားသင့်ကကြောင်ကြည့်နေခဲ့ကြပါတယ်။မကောင်းဆိုးဝါးတစ်ခုခုကထိုတရဲမီးကိုအသုံးပြု၍သူတို့၏စုံစမ်းစစ်ဆေးမှုကိုတားဆီးရန်ပြင်ဆင်နေကြရင်းဖြစ်ကြောင်းထင်ရှားနေပါတယ်။ထူးဆန်းသည့်ဖြစ်ရပ်များဆက်တိုက်ဖြစ်ပွားလာသဖြင့်အစီအစဉ်အဖွဲ့သည်မကောင်းဆိုးဝါးကိုမောင်းထုတ်ရန်ရပူဇော်သည့်နီလန်းကိုတုံးဆွဲခဲ့ကြပါတယ်။ရပူဇော်ပြီးပါကအားလုံးဘေးကင်းရှိမည်ဟုထင်မှတ်ထားခဲ့တော်လဲထိုညမှာပင်အတန်ဖန်းသူ၏အကူအညီတောင်းဖုန်းကုတ်ကိုလက်ခံရရှိခဲ့ပါတယ်။အတန်ဖန်းသူကသူ၏ဒီနေရာကိုပြောပြလိုက်မှပင်ထိုသူသည်လွန်ခဲ့သောနှစ်များကကလေး6ဦးတေချောင်းကြံခဲ့သည့်စက်ရုံဟောင်းအတွင်းပိတ်မိနေကြောင်းသူတို့သဘောပေါက်လိုက်ကြပါတယ်။ထိုစက်ရုံသည်မတန်ရှင်းကြောင်းသူတို့သိကြတော်လဲအတန်ဖန်းသူကိုကယ်တင်ရန်အတွက်မိုးသေးထန်စွာရွာသွန်းနေသည့်ညနေတက်ခေါင်တွင်စက်ရုံဟောင်းစီသို့မဖြစ်မနေထွက်ခွာခဲ့ကြပါတယ်။စက်ရုံသို့ရောက်ရှိချိန်တွင်တကားကြီးသည်အကြောင်းရင်းမသိဘဲတင်းကျပ်စွာတောက်ခတ်ထားသည်ကိုတွေ့ရှိခဲ့ကြပါတယ်။လူကိုကယ်တင်ရန်အတွက်အများကြီးစဉ်းစားမနေတော့ဘဲတကားကိုအတင်းအကျပ်ရိုက်ဖွင့်ခဲ့ကြပါတယ်။စက်ရုံအတွင်းပိုင်းသည်ဟာလာဟင်းလင်းဖြစ်နေတော့လဲအမောင်ထုထဲတွင်စိတ်ခနဲဖြစ်သွားသည့်အေးဆက်မှုကိုသူတို့ခံစားလိုက်ရပါတယ်။ဓာတ်ပုံဆရာသည်မိထွန်းပြီးအတန်ဖန်းသူ၏ခြေရာကိုရှာဖွေခဲ့တော်လဲစက်ရုံတစ်ခွင်လုံးကိုလှည့်ပတ်ကြည့်ရှုရာတွင်အတန်ဖန်းသူ၏အရေးရောင်များမတွေ့ရပါဘူး။အတန်ဖန်းသူကနောက်ပြောင်နေသည်ဟုထင်မှတ်ကဖုန်းဆက်၍အခြေအနေကိုမေးမြန်းရန်ကြိုးစားခဲ့ကြရာမမျှော်လင့်ဘဲဖုန်းမြည်တန်သည့်စက်ရုံအတွင်းမှပင်ထွက်ပေါ်လာခဲ့ပါတယ်။သူတို့သည်ဖုံးမြည်တန်နောက်သို့ဂယုတစိုက်လိုက်လံရှာဖွေခဲ့ရာအတန်ဖန်းသူသည်တကိုယ်လုံးတွေးများပေကြံလျက်နံရံဘေးတွင်လှုပ်ရှားမှုမရှိဘဲထိုင်နေသည်ကိုတွေ့လိုက်ရပါတယ်။သူ၏ဦးခေါင်းထက်တွင်အလွန်ထူးဆန်းသည့်ပကြီးကားတစ်ချက်ဆွဲထားပြီးတေချာကြည့်ပါကမွေးကင်းစက်ကလေးတဦး၏ခန္ဓာကိုယ်နှင့်လူကြီး6ဦး၏ဦးခေါင်းဖြစ်ကြောင်းတွေ့ရပါတယ်။ထိုမြထူးဆန်းလာသည့်မြင်ကွင်းကြောင့်လူ3ဦးစလုံးသည်တုန်လှုပ်သွားပြီးမိတို့များမလှုပ်ရှားရဲအောင်ဖြစ်သွားခဲ့ကြပါတယ်။မှုကင်းဆရာဝန်၏စစ်ဆေးချက်အရအတန်ဖန်းသူသည်တေဆုံးခဲ့သည်မှာ24နာရီထက်မကကြာမြင့်နေပြီဖြစ်ကြောင်းသိရပါတယ်။သို့သောထူးဆန်းသည်မှာလွန်ခဲ့သော8နာရီကမှထိုသူသည်သူတို့နှင့်ဖုန်းပြောခဲ့ပြီးဖုန်းထဲမှအတန်သည်လည်းအတန်ဖန်းသူ၏အတန်စစ်ဖြစ်ကြောင်းတေချာနေခြင်းပါပဲ။ဒီကိစ္စ၏နောက်ွယ်တွင်မသိနိုင်သောအင်အားတစ်ခုခုကချက်လဲနေသည်မှာတေချာလာပါတယ်။ဒီဖြစ်ရပ်၏နောက်ွယ်မှအမှန်တရားကိုရှာဖွေရန်မမေ့သည့်တပ်ပုံဆရာနှင့်အတူလွန်ခဲ့သော20ကခေါင်းကြီးမကောင်းဆိုးဝါးမွေးဖွားခဲ့သည့်ဆေးရုံသို့တွားရောက်ခဲ့ကြပါတယ်။သူတို့သည်ထိုစဉ်ကခေါင်းကြီးမကောင်းဆိုးဝါးမွေးဖွားမှုကိုကိုယ်တိုင်မြင်တွေ့ခဲ့ပြီးကလေးကိုပို့ဆောင်ပေးခဲ့သည့်တူနာပြုဆရာမကြီးထံတွားရောက်စုံစမ်းခဲ့ကြပါတယ်။အသက်50ကျော်ပြီဖြစ်သည့်တူနာပြုဆရာမကြီးသည်ထိုစဉ်ကထိတ်လန့်ဖွယ်မြင်ကွင်းကိုယနေ့ထက်တိုင်မပြောက်ပြတ်နိုင်အောင်မှတ်မိနေစေဖြစ်ပါတယ်။ထိုစဉ်ကဆေးရုံတွင်တာဝန်စတင်ထမ်းဆောင်သည့်ပထမဆုံးနေ့မှာပင်ထိုမြထူးဆန်းသည့်မိဖွားခန်းဖြစ်ရပ်နှင့်ကြုံတွေ့ခဲ့ရလိမ့်မည်ဟုမထင်မှတ်ခဲ့ပါဘူး။ထိုကိစ္စတွင်သူမအနေဖြင့်အများကြီးမပတ်သက်ခဲ့ရတော့လဲမြင်တွေ့ခဲ့ရသမျှအားလုံးကိုမမေအားအသေးစိတ်ပြောပြခဲ့ပါတယ်။အမှန်တရားနှင့်ပုံမနီးစပ်နိုင်ရန်မမေနှင့်ဓာတ်ပုံဆရာတို့သည်နှစ်ပေါင်းများစွာပိတ်ထားခဲ့သည့်ဆေးရုံဒုတိယထပ်သို့တက်သွားခဲ့ကြပါတယ်။မှောင်မဲနေသည့်မိဖွားခန်းတကားကိုကြည့်ရင်းအထဲသို့ဝင်ရန်ပြင်လိုက်စဉ်မှာပင်ဓာတ်ပုံဆရာ၏ဗီဒီယိုကင်မရာသည်ရုတ်တရက်ဘက်ထရီကုန်သွားခဲ့ပါတယ်။အခြားနည်းလမ်းမရှိသဖြင့်ဓာတ်ပုံဆရာသည်ကင်မရာဘက်ထရီသွားယူရန်ကားစီသို့ပြန်သွားခဲ့ရပါတယ်။ဆက်စုလိုစိတ်ကြောင့်မမေသည်ဓာတ်ပုံဆရာပြန်လာကိုမဆောင်ဘဲမိဖွားခန်းထဲသို့တဦးလေးဝင်သွားခဲ့ပါတယ်။မိဖွားခန်းတွင်ရှိပစ္စည်းကိရိယာအားလုံးသည်ထိုစဉ်ကအတိုင်းပုံစံမပြတ်ရှိနေစေဖြစ်ပါတယ်။မမေသည်အချက်လက်များရှာဖွေရန်ပြင်ဆင်နေစဉ်မှာပင်ထူးဆန်းသည့်ဖြစ်ရပ်တစ်ခုရုတ်တရက်ဖြစ်ပွားလာခဲ့ပါတယ်။မိဖွားခန်း၏ခွဲစိတ်မီးများရုတ်တရက်လင်းလက်လာပြီးလေထုထဲတွင်စူညံတံများစတင်ထွက်ပေါ်လာကမိဖွားခန်းသည်ခဏအတွင်းမှာပင်လွန်ခဲ့သောနှစ်များကခေါင်းကြီးမကောင်းဆိုးဝါးမွေးဖွားခဲ့သည့်အချိန်သို့ပြန်လည်ရောက်ရှိသွားသလိုဖြစ်သွားခဲ့ပါတယ်။ခွဲစိတ်ကတင်ပေါ်တွင်မြည်သည့်ပုံရိပ်များမရှိတော့လဲခေါင်းကြီးမကောင်းဆိုးဝါး၏ထိတ်လန့်ဖွယ်ငိုကြွေးတန်နှင့်ဆရာဝန်များ၏အရေးပေါ်ခွဲစိတ်ကုသတန်များသည်လူကိုလွန်စွာထိတ်လန့်စေခဲ့ပါတယ်။မမေတယောက်ကြောက်လန့်တုန်လှုပ်နေစဉ်မှာပင်ဓာတ်ပုံဆရာသည်မိဘွားခန်းထဲသို့အချိန်မီပြန်လည်ရောက်ရှိလာခဲ့ပြီးခုနကဖြစ်ပျက်ခဲ့သမျှအရာအလုံးသည်လည်းခဏအတွင်းတွင်ပုံမှန်အတိုင်းပြန်လည်တိတ်ဆိတ်သွားခဲ့ပါတယ်။